ဒီနေ့ကတော့ပူဆက်ဆက်ငပိချက်လေးရဲ့အမဲသားနှံလေးရဲ့ရိုးရှင်းပြီးစားကောင်းတဲ့နှစ်ကျော်လေးနဲ့ထမင်းစားပါမယ်မဲသားလေးစားနှပ်ပါမယ်မဲနဲ့ချက်ဖို့အတွက်ကရဝင်းနဲ့တကြပိုးကောင်းတမယာပြီးချက်တုံပြူဂျင်းချက်တုံလေးတို့ကိုအသုံးပြုပါမယ်အရင်ဦးဆုံးဂျင်းလေးကိုထောင်းရလွယ်ကူအောင်ပပပြီးပါမယ်ပြီးထားတဲ့ဂျင်းနဲ့ချက်တုံပြူတွေရောထောင်းပါမယ်အမဲသားနှပ်ဖို့အတွက်တမယာသီးလေးတွေတီးထားပါမယ်ဟင်းနဲ့ချက်ဖို့အတွက်ချက်တုံလေးတွေကိုလည်းပြင်ဆင်ထားပါမယ်အမဲသားစနှပ်ပါမယ်အသားတွေကိုရတာမဟုတ်နနွေမဟုတ်မဆလာထောင်းထားတဲ့ဂျင်းချက်တုံပြူကိုအသားနဲ့စိတ်ဝင်အောင်အရေးညှစ်ပြီးတော့ထည့်နေပါမယ်တေချာလေးနှံ့အောင်နေပြီးရင်တော့တမန်သီးလေးညှစ်ပြီးနှံ့သွားအောင်ထည့်နေပါမယ်ပြီးရင်တော့နိုင်ဝက်လောက်နှက်ထားပါမယ်အသားနှက်ထားချိန်မှာနှစ်ကြော်လေးအရင်ကြော်ပါမယ်မြစ်ကြော်ဖို့အတွက်ပေါင်ပစ္စည်းတွေကတော့မြင့်ချက်တုံနီနေသီးစိမ်ပစွန်ကြောက်တို့အသုံးပြုပါမယ်ချက်တုံနီလေးကိုပပလီပါမယ်နေသီးစိမ်တွေကိုလည်းပပလီပါမယ်မြစ်ကြော်စကြော်ပါမယ်စီပူလာရင်ချက်တုံနီတွေထည့်ကြော်ပါမယ်ပပလီထားတဲ့နေသီးစိမ်လေးတွေလည်းထည့်ပါမယ်ပစွန်ကြောက်ထည့်ကြော်ပါမယ်ရေဆေးတန်းစင်ထားတဲ့ညလေးတွေထည့်ပါမယ်အကြတာအတွက်စသားမုတ်ထည့်ပါမယ်မြင်းလေးတွေနူတော့ရေအနှဲငယ်ထည့်ကြော်ပါမယ်မြင်းလေးတွေနူးလာပြီဆိုရင်တော့အိုးချလို့ရပါပြီအခုဆိုရင်တော့အရသာရှိပြီးလွယ်ကူရိုးရှင်းတဲ့ညကြော်တဝဲရပါပြီအမဲနဲ့အစားချက်ပါမယ်စီပူလာရင်ချက်တုံနီထည့်ပါမယ်အနံလေးမွှေးစေဖို့အတွက်ကရဝင်းနဲ့တကြပိုးကောက်ထည့်ပါမယ်ခင်းအရောင်အတွက်ရောင်တင်မုတ်ထည့်ပါမယ်ပြီးရင်တော့နှက်ထားတဲ့အမဲသားတွေထည့်ပြီးတော့နနာလေးလုံးပါမယ်ပြီးရင်တော့အမဲသားတွေမြုပ်တဲ့အထိရေးထည့်ပြီးတော့အသားတွေနူးလာတဲ့အထိတည်ထားလိုက်ပါမယ်ခုလိုအသားလေးတွေနူးလာပြီးတော့စီပြန်လာပြီဆိုရင်တော့မဆလာလေးထည့်လိုက်ပါမယ်အခုဆိုရင်တော့ရတာရှိပြီးတော့ထမင်းမိန်စီမယ်မဲနဲ့ချက်လေးရပါပြီထမင်းစားပါတော့မယ်ပူပူဆက်ဆက်မပြီးချက်လေးနဲ့ထမင်းလေးကိုအရင်နေပါမယ်မဲနဲ့ချက်လေးရဲ့မြစ်ကြော်လေးနဲ့တကယ်ကိုလိုက်ဖက်ပြီးတော့ရမ်းစားကောင်းပါနဲ့ပေးသက်ကြီးလဲချက်စားကြည့်ကြနော်ကျွန်တော်ကတော့ဆက်စားလိုက်ပါအောင်မယ်အားလုံးပဲနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်တတားပါ